လူဘဝမှာယဉ်ကျေးမှုဆိုတာအသက်အရွယ်ကြီးလာရုံနဲ့ရရှိလာတာမဟုတ်ပါဘူး။တင်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကသာတင်ဘဝကိုအဆင့်တန်းတစ်ခုစီမြင့်တင်ပေးနိုင်တာပါ။အတွေ့အကြုံကိုကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်ခိုင်မာတဲ့ယဉ်ကျေးမှုကိုတင်ကိုယ်တိုင်တည်ဆောက်နိုင်ပါလိမ့်မယ်။အဲ့ဒီလိုတန်မိုးရှိတဲ့အတွေ့အကြုံတွေရဖို့ဆိုရင်တင်ကိုယ်တိုင်အလုပ်လုပ်နေဖို့လိုပါတယ်။ငိန်သက်စာထိုင်နေုံနဲ့တော့ဘာအတွေ့အကြုံမှရလာမှာမဟုတ်ပါဘူး။ပေါင်းတဲ့ဆက်ဆံရေးနယ်ပယ်ကိုချဲထွင်မှာပဝင်းကျင်ကိုအမြဲလေးလာပါ။စာအုပ်စာပေတွေကိုဖတ်ရှုပါ။ကိုယ်တိုင်ကြုံတွေ့ရတဲ့အမှားတွေစီကနေသင်ယူသလိုတခြားသူတွေရဲ့အမှားတွေကနေလည်းသင်ခန်းစာယူတတ်ဖို့လိုပါတယ်။အမှားဆိုတာစွန့်ပြေးရမယ့်အရာမဟုတ်ဘဲသင်ယူစရာတွေအပြည့်ရှိနေတဲ့ယန္တနာတိုက်တစ်ခုပါ။အခုသင်လုပ်နေတဲ့အလုပ်ကဝင်ငွေနည်းနေလို့ဘာမှအကျိုးမရှိဘူးလို့မထင်လိုက်ပါနဲ့။အဲ့ဒီအလုပ်ကနေသင်ရလိုက်မယ့်အတွေ့အကြုံတွေမိတ်ဆွေကောင်းတွေနဲ့တန်ဖိုးရှိတဲ့အတွေးခေါ်တွေဟာငွေကြီးထက်ပိုအရေးကြီးပါတယ်။အလုပ်လုပ်ရင်ငွေမစုမိသေးလို့လည်းစိတ်ကက်အားငယ်နေစရာမလိုပါဘူး။သင်ရရှိထားတဲ့အတွေ့အကြုံတွေဟာနောက်ထပ်အဆင့်မြင့်တဲ့ဘဝတစ်ခုစီတက်လန်းဖို့အကြခိုင်မာတဲ့လှေကားကြည့်တဲ့ပဲဖြစ်ပါတယ်။ကိုယ်ပိုင်အတွေ့အကြုံတခြားသူတွေရဲ့သင်ခန်းစာနဲ့စာဖတ်ခြင်းကရတဲ့အသိပညာတွေကိုသာပေါင်းစပ်နိုင်မယ်ဆိုရင်သင်ဟာအချိန်တိုအတွင်းမှာပဲမြင်မာတဲ့အနေအထားတစ်ခုကိုစွမ်းဆောင်ရည်ပြေဝစွာနဲ့ရောက်ရှိလာမှသိကြပါတယ်။ဒါကြောင့်ဘဝတဲ့အမားတွေကနေသင်ယူရင်အတွေ့အကြုံသစ်တွေနဲ့ပုံမတောက်ပတဲ့ဘဝတစ်ခုကိုတည်ဆောက်လိုက်ပါ။